ကဲချင်မှာဒီလိုလေတီးစီးရကိုဘယ်လိုခေါ်ကြမလဲကဲခီးတော့ရသည်ရောက်ပြီဆိုတော့ beach မှာလုပ်လို့ရတဲ့ activity လေးနဲ့ပတ်သက်ပြီးတော့လေ့လာလိုက်ကြည့်ရအောင်ဒီငပြောသည့်ပုံစံမှာလိုက်စီးကြတဲ့ဟာကိုတော့ banana boat riding ဆိုပြီးခေါ်ပါတယ်ဒီလိုမျက်မှန်အကြီးနဲ့ရေရအောက်လှတရားကိုကြည့်ရဟာကိုတော့ snorkeling လို့ခေါ်ပါတယ်ဒီလိုမျိုးအောက်ဆီဂျင်ပူကြီးနဲ့တွားတဲ့ဟာကိုကြတော့ scuba diving ဆိုပြီးခေါ်ပါတယ်။ Okay ဒီနေရာမှာ snorkeling နဲ့မတူတဲ့တစ်ချက်က snorkeling ကအပေါ်ယံပဲဖြစ်ပါတယ်။လူတိုင်းလုပ်လို့ရတယ်။တိတ်ပြီးတော့စားရစားတဲ့နေတိတ်မလို့ဘူး။ဒါပေမဲ့ scuba diving လုပ်ဖို့ဆိုလို့ရှိရင်တော့ပို့ပြီးတော့တိကျတဲ့အချက်အလက်တွေလိုတယ်။ပြီးတော့သူကကြတော့ရေအောက်အနက်ပိုင်းကိုပို့ပြီးတော့လေ့လာကြည့်ရှုရတာဖြစ်တယ်။ပြောရလို့ရှိရင်တော့သူတေသနာလုပ်တဲ့သူတွေကပို့ပြီးတော့ဒီ scuba diving ကိုသုံးကြတာများတယ်။ကမ်းခြေမှာခုနောက်ပိုင်းခေတ်စားလာတဲ့လေထီးစီးရဲ့ဟာကိုတော့ parasailing ဆိုပြီးခေါ်ပါတယ်။ဒါပေမဲ့ဒီဥစ္စာတစ်ခုတတိထားမှာကဒါကကမ်းခြေအတွက်ပဲပြောတာဖြစ်ပါတယ်။တောင်ကုန်းတွေပေါ်ကနေပြီးလေထီးနဲ့ခုန်တဲ့အသုံးနှုန်းကိုတော့သုံးလို့မရပါဘူးရှင်။ဒီပုံလေးတော့ Biofanny ဆိုရင်သိကြမှာပါ။ဒီလိုမျိုးပုတ်ပြားနဲ့လှိုင်းစီးတာကိုတော့ surfing ဆိုပြီးခေါ်ပါတယ်ရှင်။ Okay ဒါကတော့ channel ရဲ့ beach မှာလုပ်ရတဲ့ activity part 1ပဲဖြစ်ပါတယ်။နောက်ဗီဒီယိုကြရင် part 2မှာဆက်တွေ့ကြမယ်နော်။ Bye